ဒီကဘာမှာတော့လူတွေကိုဆက်သွယ်ပေးထားတဲ့အနီရောင်မြင်းကြောင်းတစ်ခုရှိပါတယ်ဒီမြင်းကြောင်းကတော့တယောက်နဲ့တယောက်အတူတူမကောင်းမှုလုပ်ကြသူတွေကိုချိတ်ဆက်ပေးထားတာပါဒီအနီရောင်မြင်းကြောင်းကိုတော့ယွန်းဟုတ်မှလွဲလို့တခြားသူတွေမြင်ရမှာမဟုတ်ပါဘူးတနေ့မနက်မှာတော့သူမတစ်ခုခုကိုကြားလိုက်ရပြီးပြင်ပကဘာကိုကြည့်ဖို့ပြတင်းပေါက်ကိုဖွင့်ကြည့်လိုက်ပါတယ်ထိုအခါမှာတော့သူ့ခေါင်းပေါ်မှာအနီရောင်မြင်းကြောင်းပေါင်းများစွာနဲ့လူတစ်ယောက်ကိုတွေးလိုက်ရပါတယ်။သူကတော့ကျောင်းသူလေးတစ်ယောက်ကိုကားထဲဆွဲခေါ်ဖို့ကြိုးစားနေတာပါ။ဒါပေမဲ့ကျောင်းသူလေးကကြောက်ပြီးထွက်ပြေးသွားပါတယ်။ဒီလူရဲ့အိမ်မှာတော့တခြားမိန်းကလေးတစ်ယောက်ရဲ့ခေါင်းပေါ်မှာလည်းမြင်းကြောင်းတွေရှိနေတာကိုတွေးလိုက်ရပါတယ်။အဲဒါကြောင့်ဒီလူကမကောင်းမှုလုပ်နေရင်းနဲ့ပဲဖမ်းမိသွားတာပါ။ဒီမိန်းကလေးကယွန်းဟုတ်ကိုနှုတ်ဆက်ဖို့ကြိုးစားလိုက်တဲ့အခါမှာတော့ယွန်းဟုတ်ကပြတင်းပေါက်ကိုချက်ချင်းပြန်ပိတ်လိုက်ပါတယ်။ယွန်းဟုတ်ကတော့မျက်မှန်အနက်ရောင်ကိုတက်ပြီး TV ကြည့်နေပါတယ်။ဘာလို့လဲဆိုတော့ TV ထဲကတရုတ်ဆောင်တွေရဲ့ခေါင်းပေါ်မှာရှိတဲ့မြင်းကြောင်းတွေကိုတောင်သူမမြင်နိုင်လို့ပါ။သူမကတော့လူတွေကအချို့အရာတွေကိုမမြင်နိုင်သင့်ဘူးလို့တွေးထားပါတယ်။ယွန်းဟုတ်ဟာသူမမွေးဖွားလာကတည်းကဒီမြင်းကြောင်းတွေကိုမြင်နေရတာပါ။ကလေးဘဝတုန်းကဆိုရင်ဒီမြင်းကြောင်းတွေကဘာလဲဆိုတာကိုသူမမသိခဲ့ပဲသူမရဲ့ပကြီကားတွေထဲမှာရေးဆွဲခဲ့ပါတယ်။ဒါကသူမရဲ့မိခင်ကိုအယမ်းစိတ်ဆိုးဒေါသထွက်စေပြီးနောက်ဆုံးတော့သူမရဲ့ဖခင်ကိုတပ်ပစ်ခဲ့ပါတယ်။ဆယ်ကျော်သက်အရွယ်မှာတော့ယွန်းဟိုဟာဒီအနီရောင်မြင်းကြောင်းတွေရဲ့အတိတ်ပဲကိုသဘောပေါက်သွားခဲ့ပါတယ်။ဒီဗဟုသုတတွေကဘလောက်အန္တရာယ်ရှိလဲဆိုတာကိုလည်းသူမသိရှိသွားခဲ့ပါတယ်။သူမကိုယ်တိုင်လည်းတေချောင်းကြံစီဖို့နီလန်းပေါင်းစုံနဲ့စူးစမ်းခဲ့ပေမဲ့သူမရဲ့ဒဏ်ရာတွေကတော့အမြန်ဆုံးပြန်ကောင်းသွားတတ်ပါတယ်။အဲ့ဒီအချိန်ကစပြီးသူမဟာဒီမြင်းကြောင်းတွေကဘသူလောက်တာလဲဘာလို့သူမကိုဒီမြင်းကြောင်းတွေမြင်ရတဲ့စွမ်းအားကိုပေးခဲ့တာလဲဆိုတာကိုသူတေသနာပြုလုပ်နေပါတယ်။ဒါပေမဲ့သူမဟာအပြင်မထွက်ဘဲအိမ်ထဲမှာပဲနေထိုင်နေပြီးပြတင်းပေါက်တွေကိုလည်းကတ်ထူပြားတွေနဲ့ကာထားပါတယ်။အိမ်နီးချင်းအစ်စ်တစ်ယောက်ကလက်ဆောင်လာပေးဖို့ခေါင်းလောင်းတီးတဲ့အခါမှာတော့သူမတကားမဖွင့်ဘဲဟိုမျိုးသမီးပြန်သွားတဲ့အထိစောင့်နေပါတယ်။တခြားတစ်ဖက်မှာတော့ရဲအရာရှိဂျီဝုဟာရဲစခန်းမှာအလုပ်ပြန်စလိုက်ပါတယ်။သူကတော့သူ့တူမလေးကိုစောင့်ရှောက်ရတာအယမ်းပင်ပန်းတယ်လို့ညှဉ်းညူနေပါတယ်။အလုပ်ဖော်တစ်ယောက်ကသူ့ကိုအိမ်အောင်ပြုဖို့အကြံပေးလိုက်တဲ့အခါမှာတော့သူကရေမောလိုက်ပါတယ်။သူ့အလုပ်နားချိန်မှာတော့ဂျီဝုနဲ့အလုပ်ဖော်မိန်းကလေးတစ်ယောက်ကအာခိုက်တိုက်တစ်ခုကိုခိုးဝင်သွားခဲ့ပါတယ်။ဒါပေမဲ့မိန်းကလေးကသူ့ကိုသူမရဲ့မင်္ဂလာဆောင်ကိုဖိတ်လိုက်တဲ့အခါမှာတော့သူအယမ်းရှက်သွားပြီးအခင်းဖြစ်ပွားရာနေရာကနေပြန်သွားခဲ့ပါတယ်။သူတို့ရဲ့အထက်တန်းကျောင်းမှာတော့ဂျီဝုရဲ့ဒူမတ် A ဟာတခြားကျောင်းသူတွေရဲ့အနိုင်ကျင့်ခြင်းကိုခံနေရပါတယ်။ရဲရောင်းဆိုတဲ့ကျောင်းသူကသူမကိုပတ်စံမယူလာလို့ဆိုပြီးစူပူချိန်မောင်းနေပါတယ်။သူမကတော့ A ကိုဒီအကြောင်းတွေပြောခဲ့တာသူမလားလို့မေးလိုက်တဲ့အခါမှာတော့ A ကညင်းဆိုပါတယ်။ရဲရောင်းကသူမကိုမယုံပဲတွန်းလိုက်ပါတယ်။ A ရဲ့ခေါင်းပေါ်မှာမြင်းကြောင်းတွေပေါ်လာတာကိုမြင်လိုက်ရတဲ့အခါမှာတော့ဟဲယောင်းကနောက်ထပ်တစ်ခါပြောရင်တက်ပစ်မယ်လို့ချိန်ချောက်လိုက်ပါတယ်။နောက်ပိုင်းမှာတော့ဂျီဝုဟာအိမ်သေးသေးလေးတစ်အိမ်မှာဖြစ်ပွားခဲ့တဲ့အမျိုးသမီးတစ်ယောက်ရဲ့အသက်ခံရမှုအကြောင်းကိုစုံစမ်းစစ်ဆေးပါတယ်။အိမ်နီးချင်းတွေကတော့သူတို့ဟာရဲတွေကိုအကူအညီမတောင်းခဲ့ပဲဒါကပုံမှန်အမှုလို့သာထင်နေကြပါတယ်။အဲ့ဒီညမှာတော့ယွန်းဟုတ်ဟာအိမ်နီးချင်းစီကနေနောက်ထပ်တစ်တီးလက်ဆောင်တစ်ခုကိုလက်ခံရရှိလိုက်ပါတယ်။သူမသတင်းကြည့်နေရင်းနဲ့ပဲခုနကဖြစ်သွားတဲ့အမျိုးသမီးအသက်ခံရမှုအကြောင်းကိုကြားလိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့သူမဟာသတင်းပေါက်ကနေတဆင့်နောက်ထပ်အိမ်တစ်ခုကိုဝင်ရောက်လာတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။အံ့ဩစရာကောင်းတာကသူ့ကောင်းပေါ်မှာမြင်းကြောင်းတစ်ကြောင်းပဲရှိနေတာပါ။ဒါကအရွယ်ရောက်ပြီးသူတွေအတွက်အယမ်းကိုရှားပါပါတယ်။ခဏအကြာမှာတော့ယွန်းဟုတ်ဟာမော်တော်ဆိုင်ကယ်တစ်စီးအိမ်ရှိကိုရောက်လာတာကိုမြင်လိုက်ရပြီးသူကအိမ်နီးချင်းစီကိုဝင်သွားတာပါ။ယွန်းဟုတ်ကသူ့လူသက်သမားလို့ထင်ပြီးရဲကိုဖုံးဆက်ဖို့ကြိုးစားပေမဲ့အိမ်နီးချင်းကသူ့ကိုပွေ့ဖက်လိုက်ပြီးသူတို့နှစ်ယောက်ရဲ့ခေါင်းပေါ်မှာအနီရောင်မြင်းကြောင်းတွေထွက်ပေါ်လာပါတယ်။နောက်တစ်နေ့မှာတော့အေးကြောင်းမတက်ခဲ့ပါဘူး။ဒါကြောင့်သူမကိုအနိုင်ကျင့်တဲ့သူတွေကသူမရဲ့လာကထဲမှာရှက်စရာမဆုတစ်ခုကိုထည့်ထားလိုက်ပါတယ်။အိမ်ပြန်ရောက်တော့အေကဂျီဝုစီမာပတ်စံတောင်းပါတယ်။ဂျီဝုကသူမကိုတန်တရားဝင်သွားပေမဲ့သူမကတော့အကြောင်းရင်းကိုမပြောပါဘူး။ဂျီဝုကသူ့တူမရဲ့ကိုယ်ပေါ်မှာဒဏ်ရာတွေကိုမြင်လိုက်ရပေမဲ့သူမကတော့ဘာမှပြန်မပြောပါဘူး။ထိုအခါမှာတော့ဂျီဝုကအိမ်ပြင်ပကကတ်ထူပြားနဲ့ကာထားတဲ့အိမ်ကိုမြင်လိုက်ရပါတယ်။အဲ့ဒီအခါမှာတော့သူ့အလုပ်ဖော်စီကနေဖုန်းခေါ်ဆိုမှုတစ်ခုရရှိပြီးလူသက်သမားကဖုန်းကိုချသွားတဲ့အကြောင်းပြောပြပါတယ်
ရဲတွေကဒီဖုန်းကိုခြေရာခံလိုက်တဲ့အခါမှာတော့အဲ့ဒီလိပ်စာကကတ်ထူပြားနဲ့ကထားတဲ့အိမ်ဖြစ်နေပါတယ်သူချက်ချင်းပဲတွားရောက်စစ်ဆေးလိုက်ပါတယ်ယွန်းဟိုကတော့တကားမဖွင့်ပါဘူးဒါပေမဲ့အိမ်နီးချင်းကရဲကိုသူမအကြောင်းပြောပြလိုက်တဲ့အခါမှာတော့ယွန်းဟိုကတကားဖွင့်လိုက်ပါတယ်သူမကတော့လူမားတာလို့ပြောပြီးတကားကိုချက်ချင်းပြန်ပိတ်လိုက်ပါတယ်အဲ့ဒီညမှာတော့ခေါင်းဆောင်ထားတဲ့လူတစ်ယောက်အိမ်ထဲဝင်လာတာကိုယွန်းဟိုတွေ့လိုက်ရပါတယ်သူကတော့တခြားလူမဟုတ်ပါဘူးဒီအကြောင်းကိုတော့ယွန်းဟိုကရဲကိုပြောပြဖို့ကြိုးစားပေမဲ့ဖုန်းကဘက်ထရီကုန်နေပါတယ်သူမလည်းအိမ်ထဲကနေထွက်ပြေးဖို့ကြိုးစားပါတယ်အခြေအနေကတဖြည်းဖြည်းနဲ့ပိုပြီးတော့ကြောက်စရာကောင်းလာပါတယ်နောက်ဆုံးတော့ယွန်းဟိုလည်းအိမ်ပြင်ရောက်သွားပြီးအိပ်ပျော်သွားပါတယ်သူမရဲ့အိမ်မက်ထဲမှာတော့သူမရဲ့မိခင်အကြောင်းကိုမြင်ပတ်နေပါတယ်တခြားတစ်ဖက်မှာတော့ယွန်းမင်ဆိုတဲ့လူတစ်ယောက်ကခေါင်းဆောင်ကိုချွတ်လိုက်ပြီးအမျိုးသမီးရဲ့ခေါင်းပေါ်မှာရှိတဲ့မြင်းချောင်းတွေကိုကြည့်လိုက်ပါတယ်။သူမကိုပေါ်ကိုဆွဲတင်လိုက်ပြီးတက်ပစ်ဖို့ကြိုးစားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲယွန်းဟိုကရောက်လာပြီးသူ့ကိုတားဆီးဖို့ကြိုးစားလိုက်ပါတယ်။ဒါပေမဲ့ယွန်းမင်ကသူမကိုဓာတ်နဲ့ထိုးလိုက်ပါတယ်။ဂျီဝူကတော့အိမ်ကိုရောက်လာပြီးယွန်းဟိုကိုတွေးလိုက်ရပါတယ်။သူကတော့စုံစမ်းစစ်ဆေးမှုကိုဆက်လက်လုပ်ဆောင်ပါတယ်။သူတို့တွေကနောက်ဆုံးတော့အမှန်တရားကိုသိရှိသွားခဲ့ပါတယ်။ယွန်းဟိုကတော့အေးကိုကာကွယ်ပေးလိုက်ပါတယ်